ကဘာမြေပေါ်ကခြေကျတဲ့အဆောက်အုံတစ်ခုကကောင်းကင်ဘုံမှာတကယ်ရှိနေတဲ့အရာတစ်ခုရဲ့ပုံစံတူဖြစ်နေမယ်ဆိုရင်ဘယ်လိုဖြစ်မလဲဒီစိတ်ဝင်စားစရာကောင်းတဲ့အတွေးကပဲယုံကြည်မှုတစ်ခုရဲ့အခြေခံအုံငစ်ဖြစ်တဲ့ကောင်းကင်ပြီးမှန်တော်ရဲ့နည်းနည်းမှုတွေကိုဖွင့်ပြပေးမယ်တော်ချက်တကုံဖြစ်လာမှာပါဒီအယူအဆကိုခဏလောက်စဉ်းစားကြည့်ရအောင်မြေကြီးပေါ်ကပြီးမှန်တော်ဆိုတာကပိုပြီးကြီးကျယ်ခမ်းနားတဲ့ကောင်းကင်ဘုံကအရာတစ်ခုရဲ့ပုံစံတူဒါမှမဟုတ်အရေးတစ်ခုတာဖြစ်တယ်ဆိုတဲ့အချက်ပေါ့ဒီအချက်ကပဲကျွန်တော်တို့ဒီတစ်ချုပ်လုံးလေ့လာတော့မယ့်အရာရဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြေကြီးပေါ်ကပုံတူအကြောင်းကိုလေ့လာကြည့်ကြအောင်မောရှိကိုတီဆောင်ခုညွန်ကြားခဲ့တဲ့ဒီပြီးမှန်တော်ဟာရိုးရိုးတဲတော့တစ်ခုမဟုတ်ခဲ့ပါဘူးအမှန်တော့ဒါကပိုကြီးကျယ်တဲ့အရာတစ်ခုရဲ့မြေကြီးပေါ်ကနမူနာပုံစံတစ်ခုပဲဖြစ်ခဲ့ပါတယ်ဒီကျမ်းပိုက်ကိုကြည်လိုက်ရင်အားလုံးရှင်းသွားပါပြီ။မြေကြီးပေါ်ကတီဆောင်မှုဟာကောင်းကင်မှာရှိတဲ့အရာတွေရဲ့ပုံစံတစ်ခုဖြစ်တယ်လို့တိတိကျကျဆိုထားတာပါ။ဆိုလိုတာကဒါကမူရင်းအစစ်မဟုတ်ဘူး။ပုံတူတစ်ခုပဲဆိုတာရှင်းနေတာပေါ့။ကဲမြေကြီးပေါ်ကပုံတူအကြောင်းသိပြီဆိုတော့မူရင်းအစစ်မှန်စီကိုသွားကြည့်ကြရအောင်။အဲ့ဒါကတော့ယေရှုကိုယ်တိုင်ယေဘရဟိမင်းအဖြစ်အမှုတော်ဆောင်နေတဲ့ကောင်းကင်ဘုံကတကယ်ပြီးမှန်တော့အစစ်ပါပဲ။ကဲဒီနေ့ခုပေးချင်ရှင်ပြီးကြည့်လိုက်အောင်ဘလောက်တောင်တူညီမှုတွေရှိနေလဲဆိုတာကိုပေါ့မြေကြီးပေါ်ကပစ္စည်းတစ်ခုချင်းစီကကောင်းကင်ဘုံမှာရှိတဲ့တကယ့်အစစ်အမှန်တွေကိုဘလို့ကိုစားပြုနေတယ်လဲဆိုတာကြည့်လိုက်အောင်တမန်တော်ယောဟန်မြင်တွေ့ခဲ့တဲ့ဒီကြတဲ့တူညီမှုတွေကိုကြည့်လိုက်ပါဥပမာမြေကြီးပေါ်ကအလင်းပေးတဲ့ရွှေမီးခုံဟာကောင်းကင်ဘုံကမီးခွက်ခုနှလုံးရဲ့ပုံစံတူပါပဲစူတောင်းခြင်းကိုကိုစားပြုတဲ့နန္တာပေါင်းရွှေရပလင်ကကောင်းကင်ကရွှေပလင်ကိုညွှန်ပြနေပြီးဖျားတခင်ရဲ့ပညာတော်ရီထားရှိရပဋိညာဉ်တေတာကတော့ကောင်းကင်မှာရှိတဲ့ပဋိညာဉ်တော်တေတာရဲ့ပုံတူထက်နေပြန်ပါပဲဒီတိုင်းရဲ့ဆက်ဆက်မှုတွေကပုံတူနဲ့မူရင်းဆိုတဲ့အယူအဆကိုပို့ပြီးခိုက်မှစေပါတယ်အခုအဆောက်အယုံကြောင်းပြောပြီးပြီဆိုတော့အထဲမှာလုပ်တဲ့အမှုတော်ကြောင်းစစ်ကြည့်အောင်ခရစ်တော်ရဲ့ယေစီဘရဟိမင်းအချစ်အမှုတော်မှာလည်းမြေကြီးပေါ်ကလိုပဲအရေးကြီးတဲ့အဆင့်နှစ်ဆင့်ပါဝင်နေတာကိုတွေ့ရမှာပါဒီကျမ်းချက်ကအရန်ကိုအရေးကြီးတဲ့ခြားနာချက်တစ်ခုကိုရှင်းပြထားတယ်ခရစ်တော်ကလူလက်နဲ့လုပ်တဲ့ပုံတူထဲမှာအမှုတော်ဆောင်နေတာမဟုတ်ဘူးသူကကျွန်တော်တို့အားလုံးအတွက်ဖျားသခင်ရှေ့မှာယက်တည်ပေးဖို့ကောင်းကင်ဘုံကို၌ဝင်ရောက်သွားလာဖြစ်တယ်လို့ဆိုပါတယ်ဒီအဆင့်နှစ်ဆင့်ပါတဲ့လုပ်ငန်းစဉ်ကိုကြည့်လိုက်ပါပထမအဆင့်မှာတော့အပြစ်ကိုခွင့်လွှတ်ပေးလိုက်ပေမဲ့အဲ့ဒီအပြစ်ရဲ့မှတ်တမ်းကတော့ဖေမန်တော်ထဲမှာကြံလီတုံးမှာပဲဒုတိယအဆင့်ဖြစ်တဲ့နှစ်ဆင့်အမှုတော်မှတာအဲ့ဒီမှတ်တမ်းတွေကိုအပိတိုင်ဖယ်ရှားရှင်းလင်းပစ်တာပါဒီအချက်ကအရန်ကိုအရေးကြီးပါတယ်ဆိုလိုတာကအပြစ်ခွင့်လွှတ်လိုက်ပြီးဆိုပေမဲ့မှတ်တမ်းကချက်ချင်းပျောက်သွားတာမဟုတ်ဘူးနောက်ဆုံးအပြစ်ဖြေခြင်းမရောက်မချင်းအဲ့ဒီမှတ်တမ်းကရှိနေတော့မယ်ဒါကဘလို့နဲ့တူလဲဆိုတော့အကျွေးတစ်ခုကိုလောလောဆယ်ပြန်မဆက်ခိုင်းသေးပဲဆိုင်းငံ့ထားတယ်လို့ပါပဲအကျွေးကတော့ရှိနေတော့မယ်လေအဲ့ဒီမှတ်တမ်းကိုအပြစ်တိုက်ဖျက်လိုက်မှသာအကျွေးကြေသွားတာနဲ့တူပါတယ်ကဲအခုကျွန်တော်တို့ဒီအမှုတော်ဆောင်ခြင်းရဲ့အထွတ်အထိပ်အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီဒါကတော့ကောင်းကင်မတန်းကြီးကိုနောက်ဆုံးအကျင့်အပီးတိုင်တက်ဆင်ခြင်းကြောင့်ပါပဲအပြစ်ဖြေရနေဆိုတာပါလေဒါကတော့တနေ့လုံးစုပုံလာတဲ့ခွင့်လွှတ်ပေးတာအပြစ်မတန်းဒီအားလုံးကိုအပြစ်တိုင်ရှင်းလင်းဖက်ရှားပစ်တဲ့နေပါပဲရည်ရွယ်ချက်ကရှင်းရှင်းလေးပါအဲ့ဒီအပြစ်မတန်းဒီကနေဘိမတ်တို့ကိုတန့်စင်ဖို့ပါပဲဒီလုပ်ငန်းစဉ်ကနောက်ဆုံးတရားစီရင်ခြင်းနဲ့တက်ရိုက်ကိုဆက်ဆက်နေတာပါ။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေ့မှာလူတွေကိုသူတို့ရဲ့လောက်ရည်တီမှတ်တမ်းတင်ထားတဲ့ကောင်းကင်ဘုံကစာအုပ်တွေအတိုင်းတရားစီရင်မှချစ်လို့ပါပဲ။ခွင့်လွှတ်ပြီးသားအပစ်တွေတောင်မှမတန်းစာအုပ်ထဲမှာရှိနေသေးတယ်။နောက်ဆုံးတရားစီရင်ခြင်းမှာစစ်မှန်စွာနောင်တရသူတွေအတွက်အပီးတိုင်ဖယ်ရှားပေးမယ့်အချိန်အထိပေါ့။ဒါဆိုဒီအကြောင်းအရာတွေကဒီနေ့ခေတ်ကဘယ်လိုအတိပယ်ရှိသလဲ။အဓိကအချက်ကဘာလဲဆိုတော့ဒီတရားစီရင်ခြင်းကအနာဂတ်မှာဖြစ်မဲ့ကိစ္စမဟုတ်ဘူးအခုလက်ရှိမှာကိုဖြစ်ပြနေပြီးတော့သူ့မှာတိကျတဲ့အဆုံးသက်ဆိုတာလည်းရှိနေတာရဲ့ဒီတရားစီရင်ခြင်းရဲ့အဆင့်တွေကိုတစ်ချက်ကြည့်လိုက်ရအောင်ပထမအဆင့်ကတော့တေလွန်သွားတဲ့သူတွေရဲ့အမှုတွေကိုပြန်စစ်ဆေးတာနဲ့စတင်ပါတယ်ပြီးတော့ဒုတိယအဆင့်မှာအသက်ရှင်နေသေးတဲ့သူတွေရဲ့အမှုတွေစီကိုကူးပြောင်းလာတယ်နောက်ဆုံးတတိယအဆင့်မှာတော့အမှုတော်ပြီးဆုံးသွားပြီးလူတယောက်ချင်းစီရဲ့ကံကြမ္မာကိုအပီးတိုင်ဆုံးဖြတ်လိုက်တာပါပဲဒီအချက်ကိုတော့အလေးနဲ့ထားဖို့လိုပါတယ်ဒီတရားစီရင်ခြင်းကတယောက်ချင်းစီတို့ရတည်တံ့ချစ်တယ်လူတိုင်းဟာကိုယ့်ရဲ့မှတ်တမ်းနဲ့ကိုယက်တည်ရမှာပါတယောက်ရဲ့တန်ရှင်းမှုကနောက်တစ်ယောက်ကိုကယ်တင်ပေးလို့မရဘူးပေါ့တရားစီရင်ခြင်းပြီးဆုံးသွားတဲ့အခါအဲ့ဒီဆုံးဖြတ်ချက်ကအပြည့်ပြတ်တယ်နောက်ပြန်လက်လို့မရတော့ဘူးဒီကျမ်းပိုက်ကမတရားသောသူသည်မတရားသဖြင့်သာပြုစေဖြောင့်မတ်သောသူသည်ဖြောင့်မတ်သဖြင့်သာပြုစေလို့ဆိုထားပါတယ်ဒီနေရာမှာတော်တော်လေးကိုသတိပြုစေရကောင်းတဲ့အချက်တစ်ခုရှိတယ်
ကောင်းကင်မှာလူတစ်ယောက်ချင်းစီရဲ့ကံကြမ္မာကိုအပီတိုင်းဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာကဘာပေါ်ကလူတွေကတော့ဘာမှမသိပဲစိုက်ပျိုးဒီဆောက်စားတော့ရင်းနဲ့နေ့စဉ်ဘဝကိုပုံမှန်တိုင်းပဲဖြစ်တတ်နေကြတော့ဖြစ်နေမှာပါတဲ့ နောက်ဆုံးမှာတော့အဆုံးဖြတ်ပေးမဲ့အဲ့ဒီအချိန်ဟာညင်းထန်းကောင်ရဲမှာတခိုးတယောက်လိုပဲတိတ်ဆိတ်စွာနဲ့ဘယ်သူမှတတိမထားမိခင်မှာပဲရောက်လာမှဖြစ်ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့ဒီမေကုန်းလေးနဲ့ပဲနေကုန်းချိုးလိုက်ချင်ပါတယ်။နောက်ဆုံးဖြတ်ချက်ကိုပြန်ပြင်လို့မရနိုင်တော့ဘူးဆိုရင်အသင့်ဖြစ်နေတယ်ဆိုတာကတော့တကယ်တမ်းမှာဘာကိုဆိုလိုတာလဲ။